ထဲ့သမျှဝင်တဲ့ပညာဒါကြောင့်မို့ပညာစွမ်းအားတွေကိုတိုးမြင့်ကြမှာဖြစ်တယ်အစွမ်းအထက်ဆုံးပညာတိုးမြင့်အဲ့ဒီလိုတိုးမြင့်မှုဘာနဲ့လုပ်ရမလဲပညာတိုးမြင့်တဲ့နိလန်ကပါလဲဆိုသုတ္တုတာသုတ္တဝဋ္ဌနီသုတ္တုတာဆိုတတ်ချင်တဲ့စိတ်သင်ချင်တဲ့စိတ်သိချင်တဲ့စိတ်အဲ့ဒီသိချင်တဲ့ဆန္ဒအဲ့ဒါကိုမွေးမြူရမယ်ဖြစ်ချင်တဲ့ဆန္ဒဟာဖြစ်ဖို့အတွက်လမ်းဖွင့်ပေးမှာပဲဆန္ဒမှမရှိဘူးဆိုရင်တော့တတ်ဖို့မရှိဘူးဒါကြောင့်မို့တခွန်းနဲ့ပြောရမယ်ဆိုရင်ပညာတတ်ချင်တယ်ဆိုရင်မင်းပညာတတ်ပြီဘာလို့ဆိုတော့တတ်ချင်တဲ့ဆန္ဒကစရတာတတ်ချင်တဲ့ဆန္ဒကိုမွေးမြူရမယ်မွေးမြူပြီးတော့ထိုဆန္ဒအားလျော်စွာအကောင့်ထဲပေါ်တဲ့လုံလဝိရိယရှိရမယ်ဘလောက်ပဲခက်ခက်စိတ်ကြံ့ခိုင်မှုရှိရမယ်ပြီးရင်ကိုယ့်ရဲ့မှန်ကန်တဲ့နိလန်အသိပညာရှိရမယ်ဆန္ဒဝိရိယဝိမန္တစိတ်ဓာတ်အဲ့ဒါကိုယ်တိုင်ရရတဲ့ကိုမှတ်ထားခြင်းလို့ရှင်နော်ဆန္ဒဆိုတာ wish to do wish to learn wish to know သိချင်အဲ့ဒါကိုအင်္ဂလိပ်လိုရေးမယ်ဆိုရင်ဆန္ဒ makes the impossible possible Sanda makes the impossible possible wish to learn makes the impossible possible Sanda သည်မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်တယ် makes the impossible possible ဒီစကားလုံးလေးကိုမှတ်တာသူတို့ကတော့ဘာသုံးလို့ဆိုရင် God makes the impossible possible ဘုရားသခင်သည်မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်တယ်လို့ဒီစကားလုံးကိုသုံးခဲ့တာသူတို့အဲ့တော့ဘုန်းကြီးတို့ကပြောင်းပြီးတော့ Sanda makes the impossible possible နော်မဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်တာ Sanda effort လုံလဝိရိယသည်မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်နိုင်တယ် effort makes the impossible possible စိတ်ဓာတ်ကြံ့ခိုင်မှု determination makes the impossible possible နော်ဝိမန္တဆိုတဲ့စဉ္ညတု examining makes the impossible possible အဲ့ဒီလိုကိုယ်မှာဆန္ဒဝိရိယဝိမန္တစိတ်ဓာတ်ဆိုတဲ့အောင်မြင်မှု means of accomplishment ခေါ်တယ်အောင်မြင်ခြင်းရဲ့နိလန်လေးသွယ်နဲ့ကြိုးစားအထောက်ပဲဆိုရင်အသိပညာရလာမှာဒါကြောင့်မို့ဆန္ဒကစတာမို့သုတ္တုတာသုတ္တဝဋ္ဌနီသိကျင်တဲ့စိတ်ရှိလို့ရှိရင်တဲ့သုတ္တတွေတိုးတက်ပါတယ်သုတ္တဆိုတာဘာတော့ subject matter တွေကိုသင်ယူတာကိုပြောတာစာတွေဖတ်ရမယ်အများကြီးနော်စာအုပ်တွေအများကြီးဖတ်ရမယ်ပညာရတွေစီးပူးရမယ်မြင်စရာကြားစရာအမှတ်တမဲ့မနေပဲနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်အမှတ်တမဲ့မနေပဲနဲ့လေ့လာတယ်စီးပူးတယ်စူးစမ်းတယ်ဆိုတာတွေလို့အဲ့ဒီလှုပ်ခြင်းအဖြစ်ဆန္ဒရှိရင်သုတ္တဆိုတာဖြစ်လာတက္ကသိုလ်တွေမှာသင်နေတာသုတ္တကိုပဲသင်တာပဲ subject matter ကိုသင်တာပညာမဟုတ်သေးဘူးအဲ့ဒါပညာကြတော့သုတ္တံပညာယဝဋ္ဌနာကိုယ်စာအုပ်ထဲဖတ်ထားတဲ့အကြောင်းအရာသင်တန်းတက်ထားတဲ့အကြောင်းအရာလေးလာစီးပူးထားတဲ့အကြောင်းအရာတွေက subject matter အဲ့ဒီ subject matter တွေကိုများများသိတဲ့အခါမှာလက်တွေ့အသုံးချပြီးဆိုတဲ့အခါမှာ experience အတွေ့အကြုံတွေရလာအဲ့ဒီအတွေ့အကြုံကဖြစ်ပေါ်လာတဲ့ယလက်ကမှ wisdom ပညာဖြစ်တယ်ဒါကို subject matter ကိုသင်စာအုပ်တွေဖတ်ရင်ကနေပြီးတော့လက်တွေ့အသုံးချလို့သိလာတဲ့အသိပညာသည် wisdom ပညာကိုအဲ့ဒီပုံစံနဲ့စီးပူးအထောက်အမှာဖြစ်တယ်သုတ္တံပညာယဝဋ္ဌနာသုတ္တတွေများလာလေပညာတိုးတက်လာလေဖြစ်တယ်ဒါဖြင့်ပညာရှိတော့ဘာအကျိုးရှိတော့ပညာယအထံသနာတိအထိပ္ပယ်ကိုနားလည်လာတယ်အကျိုးအကြောင်းကိုနားလည်လာတယ်အကောင်းအဆိုးကိုနားလည်လာတော့ပညာရှိမှဟာတို့တွေဒီ
ဒီလောကလှုပ်တဲ့အလုပ်လားဒီလောကမလှုပ်တဲ့အလုပ်လားဆိုတာသိလားပညာရှိမှသိတယ်ပေါ့နော်လောကကြီးမှာမလှုပ်တဲ့နာတွေလှုပ်နေသမျှဘယ်တော့မှချမ်းသာဒုက္ခမရဘူးလှုပ်တဲ့နာမလှုပ်သေးသမျှချမ်းသာဒုက္ခဆုံးရှုံးနေဦးမှာပဲအလုံးကိုခြုံပြောမယ်ဆိုရင်မင်းပါလှုပ်ဆင်းရဲနေတယ်လေမလှုပ်တဲ့နာတွေလှုပ်နေလို့ဘာကြောင့်မချမ်းသာတာလဲလှုပ်တဲ့နာမလှုပ်လို့ဒီနှစ်ခုပဲတကယ်ရတော့နော်လှုပ်တဲ့နာတွေသူ့အတိုင်းတာနဲ့သူမလှုပ်ဘူးစာပေကျမ်းအမှာဒီတိုင်းဆိုတာဒီနှစ်ခုဟာတူညီသောဆိုးကျိုးကိုဖြစ်စေတယ်ဘယ်နှစ်ခုလဲဆိုရင်မလှုပ်တဲ့နာကိုလှုပ်ခြင်းရဲ့လှုပ်တဲ့နာကိုမလှုပ်ဖဲနေခြင်းရဲ့တူညီသောဆိုးကျိုးကိုပေးတယ်တူညီသောဆိုးကျိုးပေးလူတွေပြောတယ်မဟုတ်လားဒီလူကဖမ်းခံရတဲ့ထောင်ချခံရဘာကြောင့်သူမလှုပ်တဲ့နာတွေလှုပ်လို့ပြောတာမလှုပ်တဲ့နာအဲ့တော့မလှုပ်တဲ့နာလှုပ်လို့ထောင်ချခံရတယ်ဆိုတော့လှုပ်တဲ့နာမလှုပ်တဲ့ပုဂ္ဂိုလ်လည်းကောင်းကျိုးချမ်းသာမရဘူးရှားရမယ့်ကိစ္စတွေဆုံးရှုံးတယ်ဒါကြောင့်မို့မလှုပ်တဲ့နာနဲ့လှုပ်တဲ့နာကိုခွဲခြားသိတာကပညာအဲ့ဒီပညာရအောင်ကြိုးစားမှမလှုပ်တဲ့နာနဲ့လှုပ်တဲ့နာခွဲခြားသိမယ်သိတော့မှလူဘဝပါရပြီးတော့ချမ်းသာဒုက္ခကိုရမှာဖြစ်တယ်အကြောင်းအကျိုးတွေဟာတစ်ခုနဲ့တစ်ခုဆက်ပြီးတော့ပညာရအထံသာနာတိအသိပညာနဲ့မှဒီဘဝရဲ့အဓိပ္ပာယ်အကြောင်းအကျိုးကောင်းဆိုးသိနိုင်တယ်သိတော့မှညာတော်အထောဒုက္ခဝဟောအဲ့ကြတော့မှဒုက္ခဆိုတာရမယ်